Namo Tata Bhagavato Arahato Samma Sambuddhassa Itipi To Bhagava Arahan Samma Sambuddho Visa Saranatampano Tugato Loka Vidu Anuttaro Buddhita Dhamma Tarati Tadha Diva Manuttanam Buddho Bhagava To Bhagava Dushvi Bono Takin Shino Myapayadi Idibi Iminasa Karanina Tataungaya Kili Dadu Wadana Dali Atong Wimya Mangwi Mayi Winwi Paido Shwe Sei Pian Tin Lun Tan Shin Yue Min Min Pi Du Ji Pyu Go Yo Alu Do Man Bu Zo Go Khan Do Mu Thai To Ye Chang Jiao Le Arahan Hu Do Gong Do Ji Phin An Chi Yue Ma Gong Pyama Bong Dai Aung Pian Lai Kyo Jia Tin Xia Do Mu Ba Bi Di Daga To Bhagava Dushvi Bono Takin Shino Myapayadi Idipi Iminasa Karanina Tabinya Aswampakapin Nyatin Khara Vikara Ni Lakhana Pinya Nibbandahu Ngayati Yang Nyadango Paupyan Mashi Kudo Dain Tido Mudo Ye Chang Jiao Le Tamma Tam Buddha Kudo Gono Ji Phin An Chi Yue Ma Gong Pyama Bong Dai Aung Pian Lai Kyo Jia Tin Xia Do Mu Ba Bi Di Daga To Bhagava Dushvi Bono Takin Shino Myapayadi Idipi Iminasa Karanina Toma Shiba Namyo Apye Hodha Pinya Nya Vizati Nibbanada Amyayato Saikayan Pye Amantindi Ajin Sarana Sangawa Ne Dagwa Odong Pye Zono Mudo Ye Chang Jiao Le Visa Saranatampano Visa Saranatampana Hudo Gono Ji Phin An Chi Yue Ma Gong Pyama Bong Dai Aung Pian Lai Kyo Jia Tin Xia Do Mu Ba Bi Di Daga To Bhagava Dushvi Bono Takin Shino Myapayadi Idipi Iminasa Karanina Dipin Kara Tuchatanin Chido Yima Mangin Tidi Bodhi Mandai Khanwa Pai Ao Segai Parami Song Pi Nilaya Tong Li Bawa Myata Dai Tukha Sibwa Jindo Apye Maima Ayu Maisa Huga Samyu Dasi Makanyi Be Tadi Tambazin Mapyashin Laya Tabinyan Do Ya Chang Yo Yue Chua Do Muge Do Ye Chang Jiao Le Tugada Hu Do Gong Do Ji Phin An Chi Yue Ma Gong Pyama Bong Dai Aung Pian Lai Kyo Jia Tin Xia Do Mu Ba Bi Di Daga To Bhagava Dushvi Bono Takin Shino Myapayadi Idipi Iminasa Karanina Tadda Kaya Tinkharahu Loka Tong Bong Along Song Go Ayong Tin Swa Pai Cha Ga Phin Kaung Swa Gong Sin Ti Myin Do Mu Do Ye Chang Jiao Le Loka Vidu Hu Do Gong Do Ji Phin An Chi Yue Ma Gong Pyama Bong Dai Aung Pian Lai Kyo Jia Tin Xia Do Mu Ba Bi Di Daga
သောဘဂဝါတုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိဣမိနာစကာရဏေနဆုံးမသိယံတတ္တဝမံသော6တန်လျင်6မြောက်တန်မြောက်၍အောက်အောက်ထက်ကုန်ဆင့်ဆင့်ဆုံးဖို့ဘုံဘုံသင်ပေအစဉ်ဖိလျက်ယင်ကြည်လေအောင်သွေးဆောင်ဆုံးမတော်မူတတ်သောဤအကြောင်းကြောင့်လေအနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိဟုသောဂုဏ်တော်ကြီးဖြင့်အံကြီး၍မကုံဗြဟ္မဘုံတိုင်အောင်ပြန့်လိုင်းကြောကြခြင်းရှားတော်မူပါပေသည်တကားသောဘဂဝါတုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိဣမိနာစကာရဏေနတတ္တဝါဟောကုံတဲ့ကြောသည်ဟောလောငေသနောက်ပါများကိုရေရှဘိခကန္တာရမခေမမြင်ငူထုတ်ကဲယူသို့ထို့တူတစီခဲရင်ပြီးသည်ဇာတိဇရမရဏဟုခန္ဓာရာချံခရီလမရွှေနတ်မြေငူပြည်နေဘူးသို့နတ်လူမြတ်မတတ္တဝါကိုကောင်းစွာဆောင်ယူကဲတော်မူတတ်သောဤအကြောင်းကြောင့်လေတတ္ထာဒီဝမနုဿာနံတတ္ထာဒီဝမနုဿာနဟုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံဗြဟ္မဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိဣမိနာစကာရဏေနဒုက္ခသမုဒယနိရောဓနှင့်မဂ္ဂမိသာလေးသေးစာကိုဥစွာပိုင်းပိုင်းသိမြင်နိုင်၍သုံးဆိုင်ဝေနေမြဘူးချီကိုမသွေအတူသိစေတော်မူနိုင်သောဤအကြောင်းကြောင့်လေဗုဒ္ဓဗုဒ္ဓဟူသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံဗြဟ္မဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိဣမိနာစကာရဏေနအနုမြူတပွဲပျောက်ကွယ်သိမ့်မွေမမြင်တွေ့အောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောအနိမာဘုံတော်စိတ်ဤအလားကောင်းကင်ဖြာ၌ပေါ်ပါလင်းမြန်စံပြန်ကြွားသွားနိုင်သောလကိမဘုံတော်ကိုယ်တော်တန်တပုံဟံတိုင်းညမနိုင်အပ်ဖို့ကြီးမားလေအောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောမဟိမဘုံတော်စီတာကွယ်ကမရှိပါပဲလူရတိုင်းပေါက်တခဏလောက်ဖြင့်ကြွားရောက်နိုင်သောပတ္တိဘုံတော်အစင်အတန်တန်ပုံတန်တန်ကိုစီမံဖန်တီးတခဏတီးဖြင့်ပြည်စီနိုင်သောပါကမ္မဘုံတော်ကိုယ်တော်မြတ်ဤစိတ်ဓာတ်တော်မှစာ၍မကျွင်းလူနတ်မင်းကိုပိုင်နှင့်အုပ်ဆိုလွမ်းမိုးနိုင်သောဤတိတာဘုံတော်တမပ္ပံအဘိညာဉ်ကိုဝင်းစံလိုကတခဏချင်းပိုင်ဝင်းစံနိုင်သောဝတိတဘုံတော်ကိစ္စတခုပြုစုတုံးပင်ပြီးဆုံးခြင်းသောသောလျင်မသွေပြီးဆုံးစေနိုင်သောယထကာမဝတ္တယိတာဘုံတော်ရှစ်ဘောအပြဤသို့အားဖြင့်ထင်ရှားလေပြီးဣတရိယဘုံတော်ကိလေသာယံပေဖြက်လန်းဖို့နိဗ္ဗာန်ဖို့မှကိုကြအပြလောကုတ္တရာတရားဟုသောဓမ္မဘုံတော်ဟုတ်တိုင်းမှန်စွာဖြစ်ပေါ်လာ၍ကဘာတိုက်ပေါင်းတောင်းလောကတပဲ့တင်ထမြနတ်သတ္တတင်ကြော်စောခြင်းဟုသောယတဘုံတော်
ရွှေမျက်နှာတော်လက်ချေတော်မှစ၍မကျွင့်ပင်လုံးဝင်းသည်ပန်းမင်းအနေကျက်တရေမင်္ဂလာစုဝေးကဖြင့်လွန်စွာတင်းတဲ့တပ်ပေတော်မူသောတိရိဘုံတော်အလိုတော်တိုင်းတောင်းတတိုင်းပင်မဆိုင်မတွပြည်စည်းရသည့်ကာမဘုံတော်တလောကလုံးညွယုံကိုးစားအားထားဖို့ရာလွန်စွာကြိုးကိုအားထုတ်တော်မူသောပယတ္တဘုံတော်ဤ6ပေါ်ဂုံဘုံတော်ဟုံးနှင့်ပြည့်စုံတော်မူသောဤအကြောင်းကြောင့်လေဘဂဝါဟုသောဂုံတော်ကြီးဖြင့်အံချီ၍မကုံဇမဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားဧဝံနဝဟိဂုနေဟိလောကမိကိတ္တိဗျာပိတံအတုလံဓမ္မရာဇာနဝန္ဒာမိတိဟိတာဒရံဧဝံနဝဟိဂုနေဟိလောကမိကိတ္တိဗျာပိတံအတုလံဓမ္မရာဇာနဝန္ဒာမိတိဟိတာဒရံဧဝံနဝဟိဂုနေဟိဤအရဟတအစလာသည်ကိုးပြသောဂုဏ်တော်တို့ဖြင့်လောကမိဘဝဆုံးအောင်ဘုံသုံးဆောင်၌ကိတ္တိဗျာပိတံသိသိတုံခတ်ပဲ့တင်ထမြနတ်စကြောဇောတော်မူထသောအတုလံသီလခေါင်းတိသမာဓိနှင့်ကြည်ပြီးပညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတူလည်းရှိတော်မမူထသောဓမ္မရာဇာနံသုံးဘုံမကိုက်သုံးထိုက်တရဖူသုံးလူသင်ကြည်ဓမ္မရထွဋ္ဌရှင်တော်မြတ်ဗျာကိုတိဟိလက်အိုအင်းဇလီနှုတ်တန်ချီ၍ရွှင်ကြည်မနောသုံးပါသောဒွါရတို့ဖြင့်သာဒရံလေးမြတ်ကြီးညို့ယိုသေးခြင်းရှိသည်ဖြစ်၍ဝန္ဒာမိဂုံတော်ထုံမွန်းပုံတော်မှန်လျက်ချီမွန်ထောမနာပနာညွကျိုးလက်စုံမှု၍ရှေခိုးကတော့ပါ၏ဖယားနမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏတံပန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတတ္ထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိဣမိနာသကာရဏေန1500ကိလေသာတို့ဝါဒနာဒလိအထုံငွေမြမငွေမရိပ်ဝင်းဝင်းဖိတ်တို့ရွှေစိတ်ပြန်သင်လွန်တန်ရှင်၍မင်းမင်းပြည်သူကြည်ပြူကိုရောအလူတော်မန်ပူဇော်ကိုခန္တော်မူထိုက်သောဤအကြောင်းကြောင့်လေအရဟံဟုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံမြမဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိဣမိနာသကာရဏေနသဗ္ဗညံအစွမ်းပကဖြင့်ညာသင်္ခါရဝိကာရနှင့်လက္ခဏာပညာနိဗ္ဗာန်တဟုငါရဲ့တိယံညာတံကိုဖောက်ပြန်မရှိကိုယ်တော်တိုင်သိတော်မူသောဤအကြောင်းကြောင့်လေတ
သမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓဟူသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံဗြဟ္မဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဘုရားသည်ဣတိပိဣမိနာစကာရဏေနသုံးပါး၈ပါးနှမျိုးအားဖြင့်ဟောတာပညာဉာဏ်ဝိဇ္ဇာတိနိဗ္ဗာနတအမြတ်ရသို့စိုက်ကယံဖြစ်အမှန်သင်သည်အကျင့်စရဏ15ဝါနှင့်တကွဥဒ္ဒုံပြည့်စုံတော်မူသောဤအကြောင်းကြောင့်လေဝိဇ္ဇာစရဏတံပန္နောဝိဇ္ဇာစရဏတံပန္နဟုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံဗြဟ္မဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဘုရားသည်ဣတိပိဣမိနာစကာရဏေနဒီပင်ကရထွတ်ချသနှင့်ခြေတော်ရင်မှာမန်ကင်းတိတိဘောဓိမန္တိုင်ခန်းဝါပိုင်အောင်စေကိုင်းပါရမီစုံပြည့်ညီလည်းရဲ့သုံးလီဘဝမြတ်တတဤဒုက္ခစီးပွားကျင်သောအဖြစ်မိုင်မအယူမိစ္ဆာဟုကားသံမြူတစီမကန့်ကြီးပဲတတိတံပစဉ်မပြတ်ရှင်လည်းရဲ့တပ္ပိညံတော်ရာကြောင်းရော၍ကြွတော်မူခဲ့သောဤအကြောင်းကြောင့်လေဒုက္ခတောဒုက္ခတာဟုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံဗြဟ္မဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဘုရားသည်ဣတိပိဣမိနာစကာရဏေနတတ္တာကာယသင်္ခါရဟုလောကသုံးဘုံအလုံးစုံကိုအာယုန်ထင်စွာပိုင်းခြားကာဖြင့်ကောင်းစွာကုန်စင်သိမြင်တော်မူသောဤအကြောင်းကြောင့်လေလောကဝိတုဟုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံဗြဟ္မဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဘုရားသည်ဣတိပိဣမိနာစကာရဏေနဆုံးမသိယံတတ္တဝမန္တော6တန်လျင်6မြောက်တန်မြောက်၍အောက်အောက်ထက်ကုန်စင့်စင့်ဆုံးဖို့ဘုံဘုံသင်ပေးအစဉ်ဖိလျက်ယဉ်ကျေးလေအောင်သွေးဆောင်ဆုံးမတော်မူတတ်သောဤအကြောင်းကြောင့်လေအနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိဟုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံဗြဟ္မဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဘုရားသည်ဣတိပိဣမိနာစကာရဏေနတတ္တဝါဟောကုံတဲ့ကြောသည်ဟောလောငေသနောက်ပါများကိုရေရှဘိခကန္တာရမခေမမြင်ငူထုတ်ကယ်ယူသို့ထို့တူတစီခဲရင်ပြီသည်ဇာတိဇရမရဏဟုခန္ဓာရာချံခရီလမရွှေနံမြေငူပြိနေဘူးသို့နတ်လူပြမတတ္တဝါကိုကောင်းစွာဆောင်ယူကဲ့တော်မူတတ်သောဤအကြောင်းကြောင့်လေတတ္ထာဒီဝမနုဿာနံတတ္ထာဒီဝမနုဿာနဟုသောဂုဏ်တော်ကြီးဖြင့်
အံချီ၍မကုံပြမဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိဣမိနာသကာရဏေနဒုက္ခသမုဒယနိရောဓနေမဂ္ဂမိသာလေးသစ္စာကိုဥစွာပိုင်ပိုင်သိမြင်နိုင်၍သုံးဆိုင်ဝေနေမြဘူချီကိုမသွေအတူသိစေတော်မူနိုင်သောဤအကြောင်းကြောင့်လေဗုဒ္ဓဗုဒ္ဓဟူသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံပြမဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိဣမိနာသကာရဏေနအနုမြူတပွဲပျောက်ကွယ်သိမ့်မွေမမြင်တွေ့အောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောအနိမာဘုံတော်စိတ်ဤအလားကောင်းကင်ဖြာ၌ပေါ်ပါလင်းမြန်ဇံပြန်ကြွသွားနိုင်သောလကိမဘုံတော်ကိုယ်တော်တန်တဘုံဟံတိုင်းညမနိုင်အဖို့ကြီးမားလေအောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောမဟိမဘုံတော်စီတာကွယ်ကမရှိပါပဲလူရာတိုင်းပေါက်တခဏလောက်ဖြင့်ကြွရောက်နိုင်သောပတ္တိဘုံတော်အစင်အတန်တန်ပုံတန်တန်ကိုစီမံဖန်တီးတခဏတီးဖြင့်ပြည်စီနိုင်သောပါကမ္မဘုံတော်ကိုယ်တော်မြတ်ဤစိတ်ဓာတ်တော်မှစာ၍မကျွင်းလူနတ်မင်းကိုပိုင်နှင့်အုပ်ဆိုလွမ်းမိုးနိုင်သောဤတိတာဘုံတော်တမပစ္စံအဘိညာဉ်ကိုဝင်းစံလိုကတခဏချင်းပိုင်ဝင်းစံနိုင်သောဝတိတဘုံတော်ကိစ္စတခုပြုစုတုံးပင်ပြီးဆုံးခြင်းသောသောလျင်မသွေပြီးဆုံးစေနိုင်သောယထကာမဝတ္တယိတာဘုံတော်ရှိဘောအပြဤသို့အားဖြင့်ထင်ရှားလေပြီးဣတရိယဘုံတော်ကိလေသာယံပေဖြက်လန်းဖို့နိဗ္ဗာန်ဖို့မှကိုကြအပြလောကုတ္တရာတရားဟုသောဓမ္မဘုံတော်ဟုတ်တိုင်းမှန်စွာဖြစ်ပေါ်လာ၍ကဘာတိုက်ပေါင်းတောင်းလောကတပဲ့တင်ထက်မြနတ်သတ္တတင်ကြော်စောခြင်းဟုသောယတဘုံတော်ရွှေမျက်နှာတော်လက်ချီတော်မှစ၍မကျွင်းပင်လုံးဝင်းသည်ပန်းမင်းအနေကျက်တရေမင်္ဂလာစုဝေကဖြင့်လွန်စွာတင်းတဲ့တပ်ပေတော်မူသောတိရိဘုံတော်အလိုတော်တိုင်းတောင်းတတိုင်းပင်မဆိုင်မတွပြည်စီရသည်ကာမဘုံတော်တလောကလုံးညွယုံကိုးစားအားထားဖို့ရာလွန်စွာကြိုးကိုအားထုတ်တော်မူသောပယတ္တဘုံတော်ဤ6ဖို့ဂုံဘုံတော်ဟုံနှင့်ပြည့်စုံတော်မူသောဤအကြောင်းကြောင့်လေဘဂဝါဟုသောဂုံတော်ကြီးဖြင့်အံချီ၍မကုံဇမဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားဧဝံနဝဟိခုနေဟိလောကမိကိတ္တိဗျာပိတံအတုလံဓမ္မရာဇာနံဝန္ဒာမိတိဟိတာဒရံဧဝံနဝဟိခုနေဟိလောကမိကိတ္တိဗျာပိတံအတုလံဓမ္မရာဇာနံဝန္ဒာမိတိဟိတာဒရံဧဝံနဝဟိခုနေဟိဤအရဟတအစလာသည်ကိုးပြသောဂုဏ်တော်တို့ဖြင့်လောကမိဘဝဆုံးအောင်ဘုံသုံးဆောင်၌ကိတ္တိဗျာပိတံသိသိတုံခပဲ့တင်ထမြနတ်ဆက်ကျော်စောတော်မူထသော
တုလံသီလခေါင်းတိသမာဓိနှင့်ကြည်ပြီးပညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတူလည်းရှိတော်မမူထသောဓမ္မရာဇာနံသုံးဘုံမကိုက်သုံးထိုက်တရဖူသုံးလူသင်ကြည်ဓမ္မရထွဋ္ဌရှင်တော်မြတ်ဘုရားကိုတိဟိလက်အိုအင်းဇလီနှုတ်တန်ချီ၍ရွှင်ကြည်မနောသုံးပါသောဓဝရတို့ဖြင့်သာဒရံလေးမြတ်ကြီးညို့ယိုသေးခြင်းရှိသည်ဖြစ်၍ဝန္တာမီဂုံတော်ထုံမွန်းပုံတော်မှန်လျက်ချီမွန်ထောမနာပနာညွကျိုးလက်ဆုံမှု၍ရှေခိုးကတော့ပါ၏ဖယားနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏတံပန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတတ္ထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသောဘဂဝါတို့ရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားသည်ဣတိပိဣမိနာသကာရဏေန1500ကိလေသာတို့ဝါဒနာဒလိအထုံငွေမြမငွေမရိပ်ဝင်းဝင်းဖိတ်တို့ရွှေစိတ်ပြန်သင်လွန်တန်ရှင်၍မင်းမင်းပြည်သူကြည်ပြူကိုရောအလူတော်မန်ပူဇော်ကိုခန္တော်မူထိုက်သောဤအကြောင်းကြောင့်လေအရဟံဟုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံမြမဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားသည်ဣတိပိဣမိနာသကာရဏေနသဗ္ဗညံအစွမ်းပကဖြင့်မြတ်သင်္ခါရဝိကာရနှင့်လက္ခဏာပညတ်နိဗ္ဗာန်တဟုငါရဲ့တိယံညယတံကိုဖောက်ပြန်မရှိကိုယ်တော်တိုင်သိတော်မူသောဤအကြောင်းကြောင့်လေသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓဟူသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံဗြဟ္မဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားသည်ဣတိပိဣမိနာသကာရဏေန3ပါး8ပါးနှမျိုးအားဖြင့်ဟောတာပညာဉာဏ်ဝိဇ္ဇာတိနိဗ္ဗာနတအမြတ်ရသို့စိုက်ကယံဖြစ်အမှန်သင်သည်အကျင့်စရဏ15ဝါနှင့်တကွဥသုံးပြည့်စုံတော်မူသောဤအကြောင်းကြောင့်လေဝိဇ္ဇာစရဏတံပန္နောဝိဇ္ဇာစရဏတံပန္နဟုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံမြမဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားဩဘဂဝါတို့ရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားသည်ဣတိပိဣမိနာသကာရဏေနဒီပင်ကရထွတ်ချတနှင့်ခြေတော်ရင်မှာမံကင်းတိတိဘောဓိမန္တိုင်ခန်းဝါပိုင်အောင်စေကိုင်းပါရမီစုံပြည့်ညီလည်းရဲ့3လီဘဝမြတ်တတဤဒုက္ခစီးပွားကျင်သောအဖြစ်မိုင်မအယူမိစ္ဆာဟုကာသံမြူတစီမကန့်ကြီးပဲတတိတံပစဉ်မပြတ်ရှင်လည်းရဲ့
တပ္ပိညံတော်ရာကြောင့်ရော၍ကြွတော်မူခဲ့သောဤအကြောင်းကြောင့်လေတုဂတောတုဂတာဟုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံမြမဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိဣမိနာသကာရဏေနတတ္တာကာယသင်္ခါရဟုလောကသုံးဘုံအလုံးစုံကိုအာယုန်ထင်စွာပိုင်းခြားကားဖြင့်ကောင်းစွာကုန်စင်သိမြင်တော်မူသောဤအကြောင်းကြောင့်လည်းလောကဝိတုလောကဝိတုဟုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံမြမဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိဣမိနာသကာရဏေနဆုံးမသိယံတတ္တဝမံသော6တန်လျင်6မြောက်တန်မြောက်၍အောက်အောက်ထက်ကုန်ဆင့်ဆင့်ဆုံးဖို့ဘုံဘုံသင်ပေးအစဉ်ဖိလျက်ရင်ကျေးလေအောင်သွေးဆောင်ဆုံးမတော်မူတတ်သောဤအကြောင်းကြောင့်လေအနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိဟုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံမြမဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိဣမိနာသကာရဏေနတတ္တဝါဟောကုံတဲ့ကြောသည်ဟောလောငေသနောက်ပါများကိုရေရှဘိခကန္တာရမခေမမြင်ငူထုတ်ကယ်ယူသို့ထို့တူတစီခဲရင်ပြီသည်ဇာတိဇရမရဏဟုခန္ဓာရာချံခရီလမရွှေနံမြေငူပြည်နေဘူးသို့နတ်လူပြမတတ္တဝါကိုကောင်းစွာဆောင်ယူကဲ့တော်မူတတ်သောဤအကြောင်းကြောင့်လေတတ္ထာဒီဝမနုဿာနံတတ္ထာဒီဝမနုဿာနဟုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံမြမဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိဣမိနာသကာရဏေနဒုက္ခသမုဒယနိရောဓနှင့်မဂ္ဂမိသာလေးသစ္စာကိုဥစွာပိုင်ပိုင်သိမြင်နိုင်၍သုံးဆိုင်ဝေနေမြဘူးချီကိုမသွေအတူသိစေတော်မူနိုင်သောဤအကြောင်းကြောင့်လေဗုဒ္ဓဗုဒ္ဓဟူသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံမြမဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိဣမိနာသကာရဏေနအနုမြူတပွဲပျောက်ကွယ်သိမ့်မွေမမြင်တွေ့အောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောအနိမာဘုံတော်စိတ်ဤအလားကောင်းကင်ဖြာ၌ပေါ်ပါလင်းမြန်စံပြန်ကြွသွားနိုင်သောလကိမဘုံတော်ကိုယ်တော်တန်တပုံဟံတိုင်းညမနိုင်အပ်ဖို့ကြီးမားလေအောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောမဟိမဘုံတော်စီတာကွယ်ကမရှိပါပဲလူရာတိုင်းပေါက်တခဏလောက်ဖြင့်ကြွရောက်နိုင်သောပတ္တိဘုံတော်အစင်အတန်တန်ပုံတန်တန်ကိုစီမံဖန်တီးတခဏတီးဖြင့်ပြည်စီနိုင်သောပါကမ္မဘုံတော်
ကိုတော်မြတ်ဤစိတ်ဓာတ်တော်မှစား၍မကျွင်းလူနတ်မင်းကိုပိုင်နှင့်အုပ်ဆိုလွမ်းမိုးနိုင်သောဤတိတာဘုံတော်တမပ္ပံအဘိညာဉ်ကိုဝင်းစံလိုကတခဏချင်းပိုင်ဝင်းစံနိုင်သောဝတိတဘုံတော်ကိစ္စတခုပြုစုတုံးပင်ပြီးဆုံးခြင်းသောသောလျင်မသွေပြီးဆုံးစေနိုင်သောယထကာမဝတ္တာယိတာဘုံတော်ရှိဘောအပြဤသို့အားဖြင့်ထင်ရှားလေပြီးဣတရိယဘုံတော်ကိလေသာယံပေဖြက်လန်းဖို့နိဗ္ဗာန်ဖို့မှကိုကြအပြလောကုတ္တရာတရားဟုသောဓမ္မဘုံတော်ဟုတ်တိုင်းမှန်စွာဖြစ်ပေါ်လာ၍ကဘာတိုက်ပေါင်းတောင်းလောကတပဲ့တင်ထက်မြနတ်သတ္တတင်ကြော်စောခြင်းဟုသောယတဘုံတော်ရွှေမျက်နှာတော်လက်ချီတော်မှစ၍မကျွင်းပင်လုံးဝင်းသည်ပန်းမင်းအနေကျက်တရေမင်္ဂလာစုဝေကဖြင့်လွန်စွာတင်းတဲ့တပ်ပေတော်မူသောတိရိဘုံတော်အလိုတော်တိုင်းတောင်းတတိုင်းပင်မဆိုင်မတွပြည်စည်းရသည့်ကာမဘုံတော်တလောကလုံးညွယုံကိုးစားအားထားဖို့ရာလွန်စွာကြိုးကိုအားထုတ်တော်မူသောပယတ္တဘုံတော်ဤ၆ပေါ်ဂုံဘုံတော်ဟုံနှင့်ပြည့်စုံတော်မူသောဤအကြောင်းကြောင့်လေဘဂဝါဟုသောဂုံတော်ကြီးဖြင့်အံချီ၍မကုံဗြဟ္မဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားဧဝံနဝဟိဂုဏေဟိလောကမိကိတ္တိဗျာပိတံအတုလံဓမ္မရာဇာနံဝန္ဒာမိတိဟိတာဒရံဧဝံနဝဟိဂုဏေဟိလောကမိကိတ္တိဗျာပိတံအတုလံဓမ္မရာဇာနံဝန္ဒာမိတိဟိတာဒရံဧဝံနဝဟိဂုဏေဟိဤအရဟတအစလာသည်ကိုးပြသောဂုဏ်တော်တို့ဖြင့်လောကမိဘဝဆုံးအောင်ဘုံသုံးဆောင်၌ကိတ္တိဗျာပိတံသိသိတုံခပဲ့တင်ထမြနတ်ဆက်ကျော်စောတော်မူထသောအတုလံသီလခေါင်းတိသမာဓိနှင့်ကြည်ပြီးပညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတူလည်းရှိတော်မမူထသောဓမ္မရာဇာနံသုံးဘုံမကိုက်သုံးထိုက်တရဖူသုံးလူသင်ကြည်ဓမ္မရထွဋ္ဌရှင်တော်မြတ်ဗျာကိုတိဟိလက်အိုအင်းဇလီနှုတ်တန်းချီ၍ရွှင်ကြည်မနောသုံးပါသောဓဝရတို့ဖြင့်သာဒရံလေးမြတ်ကြီးညို့ယိုသေးခြင်းရှိသည်ဖြစ်၍ဝန္ဒာမိဂုံတော်ထုံမွန်းပုံတော်မှန်လျက်ချီမွန်ထောမနာပနာညွကျိုးလက်ဆုံးမို့၍ရှေခိုးကတော့ပါ၏ဖယားနမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏတံပန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတတ္ထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသောဘဂဝါတို့ရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိဣမိနာသကာရဏေန1500ကိလေသာတို့
ဝါဒနာတလေးအထုံငွေမြမငွေမရိပ်ဝင်းဝင်းဖိတ်သို့ရွှေစိတ်ပြန်သင်လွန်တန်ရှင်၍မင်းမင်းပြည်သူကြည်ပြူကိုရောအလူတော်မန်ပူဇော်ကိုခန္တော်မူထိုက်သောဤအကြောင်းကြောင့်လေအရဟံဟူသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံပြမဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိဣမိနာသကာရဏေနသဗ္ဗညံအစွမ်းပကဖြင့်မြတ်သင်္ခါရဝိကာရနှင့်လက္ခဏာပညာနိဗ္ဗာန်တဟုငါရဲ့တိယံညယတံကိုဖောက်ပြန်မရှိကိုယ်တော်တိုင်သိတော်မူသောဤအကြောင်းကြောင့်လေသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓဟူသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံဗြဟ္မဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိဣမိနာသကာရဏေနသုံးပါးရှစ်ပါးနှမျိုးအားဖြင့်ဟောတာပညာဉာဏ်ဝိဇ္ဇာတိနိဗ္ဗာနတအမြတ်ရသို့စိုက်ကယံဖြစ်အမှန်သင်သည်အကျင့်စရဏ15ဝါနှင့်တကွအုပ်သုံးပြည့်စုံတော်မူသောဤအကြောင်းကြောင့်လေဝိဇ္ဇာစရဏတံပန္နောဝိဇ္ဇာစရဏတံပန္နဟုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံဗြဟ္မဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိဣမိနာသကာရဏေနဒီပင်ကရထွတ်ချသနှင့်ခြေတော်ရင်မှာမန်ကင်းတိတိဘောဓိမန္တိုင်ခန်းဝါပိုင်အောင်စေကိုင်းပါရမီစုံပြည့်ညီလျက်သုံးလီဘဝမြတ်တတဤဒုက္ခစီးပွားကျင်သောအဖြစ်မိုင်မအယူမိစ္ဆာဟုကားသံမြူတစီမကန့်ညီပဲတတိတံပစဉ်မပြတ်ရှင်လျက်သဗ္ဗညံတော်ရာကြောင်းရော၍ကြွတော်မူခဲ့သောဤအကြောင်းကြောင့်လေဒုက္ခတောဒုက္ခတာဟုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံဗြဟ္မဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိဣမိနာသကာရဏေနတတ္တာကာယသင်္ခါရဟုလောကသုံးဘုံအလုံးစုံကိုအာယုန်ထင်စွာပိုင်းခြားကားဖြင့်ကောင်းစွာကုန်စင်သိမြင်တော်မူသောဤအကြောင်းကြောင့်လေလောကဝိတုဟူသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံဗြဟ္မဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာသည်ဣတိပိဣမိနာသကာရဏေနဆုံးမသိယံတတ္တဝမံသော6တန်လျင်6မြောက်တန်မြောက်၍အောက်အောက်ထက်ကုန်စင့်စင့်ဆုံးဖို့ဘုံဘုံသင်ပိအစဉ်ဖိလျက်ရင်ကြီးလေအောင်သွေးဆောင်ဆုံးမတော်မူတတ်သောဤအကြောင်းကြောင့်လေအနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိဟုသောဂုဏ်တော်ကြီးဖြင့်
အံကြီး၍မကုံမြမဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိဣမိနာသကာရဏေနတတ္တဝါဟောကုံတဲ့ကြောသည်ဟောလောငေသနောက်ပါများကိုရေရှဘိခကန္တာရမခေမမြင်ငူထုတ်ကယ်ယူသို့ထို့တူတစီခဲရင်ပြီသည်ဇာတိဇရမရဏဟုခန္ဓာရာချံခရီလမရွှေနံမြေငူပြည်နေဘူးသို့နတ်လူမြတ်မတတ္တဝါကိုကောင်းစွာဆောင်ယူကဲ့တော်မူတတ်သောရဲ့ကြောင်းကြောင့်လေတတ္ထာဒီဝမနုဿာနံတတ္ထာဒီဝမနုဿာနဟုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံမြမဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိဣမိနာသကာရဏေနဒုက္ခသမုဒယနိရောဓနေမဂ္ဂမိသာလေးသေးစာကိုဥစွာပိုင်ပိုင်သိမြင်နိုင်၍သုံးဆိုင်ဝေနေမြဘူးချီကိုမသွေအတူသိစေတော်မူနိုင်သောဤအကြောင်းကြောင့်လေဗုဒ္ဓဗုဒ္ဓဟူသောဂုဏ်တော်ကြီးဖြင့်အံကြီး၍မကုံမြမဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတို့ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိဣမိနာသကာရဏေနအနုမြူတပွဲပျောက်ကွယ်သိမ့်မွေမမြင်တွေ့အောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောအနိမာဘုံတော်စိတ်ဤအလားကောင်းကင်ဖြာ၌ပေါ်ပါလင်းမြန်ဇံပြန်ကြွားသွားနိုင်သောလကိမဘုံတော်ကိုယ်တော်တန်တဘုံဟံတိုင်းညမနိုင်အဘို့ဒီမလီအောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောမဟိမဘုံတော်စီတာကွယ်ကမရှိပါပဲလူရာတိုင်းပေါက်တခဏလောက်ဖြင့်ကြွားရောက်နိုင်သောပတ္တိဘုံတော်အစင်အတန်တန်ပုံတန်တန်ကိုစီမံဖန်တီးတခဏတီးဖြင့်ပြည်စီနိုင်သောပါကမ္မဘုံတော်ကိုယ်တော်မြတ်ဤစိတ်ဓာတ်တော်မှစာ၍မကျွင်းလူနတ်မင်းကိုပိုင်နှင့်အုပ်ဆိုလွမ်းမိုးနိုင်သောဤတိတာဘုံတော်တမပစ္စံအဘိညာဉ်ကိုဝင်းစံလိုကတခဏချင်းပိုင်ဝင်းစံနိုင်သောဝတိတဘုံတော်ကိစ္စတခုပြုစုတုံးပင်ပြီးဆုံးခြင်းသောသောလျင်မသွေပြီးဆုံးစေနိုင်သောယထကာမဝတ္တယိတာဘုံတော်ရှိဘောအပြဤသို့အားဖြင့်ထင်ရှားလေပြီးဣတရိယဘုံတော်ကိလေသာယံပေဖြက်လန်းဖို့နိဗ္ဗာန်ဖို့မှကိုကြအပြလောကုတ္တရာတရားဟုသောဓမ္မဘုံတော်ဟုတ်တိုင်းမှန်စွာဖြစ်ပေါ်လာ၍ကဘာတိုက်ပေါင်းတောင်းလောကတပဲ့တင်ထက်မြနတ်သတ္တတင်ကြော်စောခြင်းဟုသောယတဘုံတော်ရွှေမျက်နှာတော်လက်ချေတော်မှစ၍မကျွင်းပင်လုံးဝင်းသည်ပန်းမင်းအနေကျက်တရေမင်္ဂလာစုဝေကဖြင့်လွန်စွာတင်းတဲ့တပ်ပေတော်မူသောတိရိဘုံတော်အလိုတော်တိုင်းတောင်းတတိုင်းပင်မဆိုင်မတွပြည်စည်းရသည့်ကာမဘုံတော်တလောကလုံးညွယုံကိုးစားအားထားဖို့ရာလွန်စွာကြိုးကိုအားထုတ်တော်မူသောပယတ္တဘုံတော်ဤ၆ဖော်ကုံဘုံတော်ဟုံနှင့်ပြည့်စုံတော်မူသောဤအကြောင်းကြောင့်လေ
ဘဂဝါဟုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံဗြဟ္မဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားဧဝံနဝဟိခုနေဟိလောကမိကိတ္တိဗျာပိတံအတုလံဓမ္မရာဇာနဝန္ဒာမိတိဟိတာဒရံဧဝံနဝဟိခုနေဟိလောကမိကိတ္တိဗျာပိတံအတုလံဓမ္မရာဇာနဝန္ဒာမိတိဟိတာဒရံဧဝံနဝဟိခုနေဟိဤအရဟတာအစလာသည်ကိုးဖျားသောဂုဏ်တော်တို့ဖြင့်လောကမိဘဝဆုံးအောင်ဘုံသုံးဆောင်၌ကိတ္တိဗျာပိတံသိသိတုံခတ်ပဲ့တင်ထမြနတ်စကြောဇောတော်မူထသောအတုလံသီလခေါင်းတိသမာဓိနှင့်ကြည်ပြီးပညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတူလည်းရှိတော်မမူထသောဓမ္မရာဇာနံသုံးဘုံမကိုက်သုံးထိုက်တရဖူသုံးလူသင်ကြည်ဓမ္မရထွဋ္ဌရှင်တော်မြတ်ဘုရားကိုတိဟိလက်အိုအင်းဇလီနှုတ်တန်ချီ၍ရွှင်ကြည်မနောသုံးပါသောဓဝရတို့ဖြင့်သာဒရံလေးမြတ်ကြီးညို့ယိုသေးခြင်းရှိသည်ဖြစ်၍ဝန္ဒာမိဂုံတော်ထုံမွန်းပုံတော်မှန်လျက်ချီမွန်ထောမနာပနာညွကျိုးလက်ဆုံးမှု၍ရှေခိုးကတော့ပါ၏ဖယားဘိက္ခုနံပင်စဝကိနံဣတိပတ္တနာနာမကေမိဂရာယေဓမ္မဝရံယံတံနိဗ္ဗာနပါပကံဗဟံပတိနာမကေနမဟာဗျမေနယာစီတောသတုသစ္ဆံမကာသင်တောလောကနာထောအဒေတိနန္တိတံသဗ္ဗဒေဝေဟိသဗ္ဗသံပတ္တိသာရကံသဗ္ဗလောကဟိတထာယဓမ္မစကံဗနာမဟိဧဝံမေတုတံဧကံသမယံဘဂဝါဗာရဏတိယံဝိဟရတိဣတိပတနေမိဂဒါယေတန္တရခောဘဂဝါပင်စဝကိယေဘိက္ခုအာမန္တေတိဒွေမေဘိခဝေအန္တာပပ္ပစိတေနနာဒေဝိတ္ဗာကတမေတွေယောဇာယံကာမေတုကာမတုကံလိကာနုယောကောဣနောကမ္မောဘောဓုဇနိကောနာရိယောနထသံဟိတောယောဇာယံအတ္တကိလမထာနုယောကောဒုက္ခောအနာရိယောနထသံဟိတောဣတိခောဘိကဝေဥဘောအန္တေအနုပကမ္မမေဇိမာပฏิပဒာတထာဂတေနာပိသံဗုဒ္ဓသကုကရဏီညာနာကရဏီဥပသမယအပိညာယသံဘောဓာယနိဗ္ဗာနာယသံဝတ္တတိကတမသသာဘိကဝေမေဇိမာပฏิပဒာတထာဂတေနာပိသံဗုဒ္ဓသကုကရဏီညာနာကရဏီဥပသမယအပိညာယသံဘောဓာယနိဗ္ဗာနာယသံဝတ္တတိအယမေဝအရိယောအထင်ကြီးကောမေကောသေယတိရံသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပောသမ္မာဝါစာသမ္မာကမ္မန္တောသမ္မာအာဇီဝောသမ္မာဝါယာမောသမ္မာသတိသမ္မာသမာဓိအယံခောသာဘိကဝေမေဇိမာပฏิပဒာတန္ထာဂတိနာဘိသံဗုဒ္ဓဇကုကရဏီညာနာကရဏီဥပသမယအဘိညာယသံဘောဓာယနိဗ္ဗာနာယသံဝတ္တတိဣဒံခောပါဏဘိကဝေဒုက္ခံအရိယသစ္ဆံဇာတိပိဒုက္ခသရာပိဒုက္ခဗျာတိပိဒုက္ခမရဏံပိဒုက္ခ
အပိယေဟိသံပယောဂောပိဒုက္ခောပိယေဟိဝိပယောဂောပိဒုက္ခောယံပိသံနလပတိတံပိဒုက္ခံသံခိတ္တေနပင်စုပါဒနေခန္ဓာဒုက္ခဣဒံခောပါဏဘေခဝေဒုက္ခသမုဒယံအရိယသစ္ဆံယာယံတဏပောနဘဝိကာနံတိရာဂသာဂတာတန္တရတတ္တရာဘိနန္ဒီနိသေယတိဓမ္ကာမတဏဘဝတဏဝိဘဝတဏဣဒံခောပါဏဘေကဝေဒုက္ခនិရောဓံအရိယသစ္ဆံယောတတ္တယေဝတဏယအသေးသဝိရာဂនិရောဓောသာဂောပတိနိသကောမုတ်တိအနာလယောဣဒံခောပါဏဘေကဝေဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္ဆံအယမေဝအရိယောအထင်ကြီးကောမဲ့ကောသေယထိဓမ္မသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပောသမ္မာဝါစာသမ္မာကမ္မန္တောသမ္မာအာဇီဝောသမ္မာဝါယာမောသမ္မာသတိသမ္မာသမာဓိဣဒံဒုက္ခံအရိယသစ္ဆံတိမေဘိကဝေပုဗ္ဗေအနန္တုတုတေတုဓမ္မေတုသကုံဥဒ္ဓပါတိဉာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံခောပဏိတံဒုက္ခံအရိယသစ္ဆံပရိညေယံတိမေဘိကဝေပုဗ္ဗေအနန္တုတုတေတုဓမ္မေတုသကုံဥဒ္ဓပါတိဉာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံခောပဏိတံဒုက္ခံဝရိယသစ္ဆံပရိညာတံတိမေဘိကဝေပုဗ္ဗေအနန္တုတုတေတုဓမ္မေတုသကုံဥဒ္ဓပါတိဉာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိဣဒံဒုက္ခသမုဒယံအရိယသစ္ဆံတိမေဘိကဝေပုဗ္ဗေအနန္တုတုတေတုဓမ္မေတုသကုံဥဒ္ဓပါတိဉာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံခောပဏိတံဒုက္ခသမုဒယံအရိယသစ္ဆံဘာဟတဗန္တိမေဘိကဝေပုဗ္ဗေအနန္တုတုတေတုဓမ္မေတုသကုံဥဒ္ဓပါတိဉာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံခောပဏိတံဒုက္ခသမုဒယံဝရိယသစ္ဆံပယိနံတိမေဘိကဝေပုဗ္ဗေအနန္တုတုတေတုဓမ္မေတုသကုံဥဒ္ဓပါတိဉာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိဣဒံဒုက္ခនិရောဓံအရိယသစ္ဆံတိမေဘိကဝေပုဗ္ဗေအနန္တုတုတေတုဓမ္မေတုသကုံဥဒ္ဓပါတိဉာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံခောပဏိတံဒုက္ခនិရောဓံအရိယသစ္ဆံသစ္စိကတဗံတိမေဘိကဝေပုဗ္ဗေအနန္တုတုတေတုဓမ္မေတုသကုံဥဒ္ဓပါတိဉာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတံခောပဏိတံဒုက္ခនិရောဓံအရိယသစ္ဆံသစ္စိကတံတိမေဘိကဝေပုဗ္ဗေအနန္တုတုတေတုဓမ္မေတုသကုံဥဒ္ဓပါတိဉာဏံဥဒ္ဓပါတိပညာဥဒ္ဓပါတိဝိဇာဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိဣ
idam dukkha nirodha gamini patipata ariya thisanti me bhikkhave bhuvena nodute tu dhamme tu sakho udabadi jnanam udabadi pinya udabadi visa udabadi aloko udabadi Dangko penidam dukkha nirodha gamini patipata ariya thesam bhavita banti me bhikkhave bhuvena nodute tu dhamme tu sakho udabadi jnanam udabadi pinya udabadi visa udabadi aloko udabadi Dangko penidam dukkha nirodha gamini patipata ariya thesam bhavitam ti me bhikkhave bhuvena nodute tu dhamme tu sakho udabadi jnanam udabadi pinya udabadi visa udabadi aloko udabadi Yava kivansa me bhikkhave ime tu satutu ariya thisetu evanti parivattam dvadasakaram yatha bhutam jnana tatanam na tu vidauddha ahoti neva davaham bhikkhave tadevake loke tamarake tavyamake lansamana jamaniya vasaya tadeva manudaya Anuttaram dhamma sambodhin abhitam buddhoti pisinyate Yato sakho me bhikkhave ime tu satutu ariya thisetu evanti parivattam dvadasakaram Yatha bhutam jnana tatanam tu vidauddha ahoti Athaham bhikkhave tadevake loke tamarake tavyamake Lansamana jamaniya vasaya tadeva manudaya Anuttaram dhamma sambodhin abhitam buddhoti pisinyate Jnanin sapanami tatanam udabadi Akupami vimukti Ayamanti masati Nadhidani punabhavati Idamo sa bhagava adamana pinsavakiya bhikkhu Bhagavato bhatitam vinandongdi Imadami sapana veyakarana tamain pinyamane Ayasamato kondanyata Virasam vidamalam tamasakong udabadi Yam kaisi tamudya dhammam tabandam nirodha dhammanti Undi desa panna bhagavata dhamma sake Bhuma deva tata manukha vedam Etang bhagavata paranatiyam Iti patani migadhaye Anuttaram dhamma sakam bhavatitam Abhati vadiyam dhamanena va vyamanena va Devena va marena va Yamuna va kena siva loka dhamenti Bhumanam devanam tatam dottava Sadhu maharasika deva tata manutta vedam Etang bhagavata paranatiyam Iti patani migadhaye Anuttaram dhamma sakam bhavatitam Abhati vadiyam dhamanena va vyamanena va Devena va marena va Yamuna va kena siva loka dhamenti Sadhu maharasikanam devanam tatam dottava Tavadena deva tata manutta vedam Etang bhagavata paranatiyam Iti patani migadhaye Anuttaram dhamma sakam bhavatitam Abhati vadiyam dhamanena va vyamanena va Devena va marena va Yamuna va kena siva loka dhamenti Tavadena devanam tatam dottava Yama deva tata manutta vedam Etang bhagavata paranatiyam Iti patani migadhaye Anuttaram dhamma sakam bhavatitam
အပတိဝတ္တိယံသမနေနဝါဗျာမနေနဝါဒေဝေနဝါမာရေနဝါယမုနာဝါကေနစီဝါလောကသမိန်တိယာမနံဒေဝနံသတ္တံသုတ်တဝါဒုတိတာဒေဝသတ္တမနုဿဝေတုံဧတံဘဂဝတာဗာရဏတိယံဣတိပတနေမိဂဒါယေအနုတရံဓမ္မစကံဘဝတိတံအပတိဝတ္တိယံသမနေနဝါဗျာမနေနဝါဒေဝေနဝါမာရေနဝါယမုနာဝါကေနစီဝါလောကသမိန်တိဒုတိတာနံဒေဝနံသတ္တံသုတ်တဝါနေမနာရတိဒေဝသတ္တမနုဿဝေတုံဧတံဘဂဝတာဗာရဏတိယံဣတိပတနေမိဂဒါယေအနုတရံဓမ္မစကံဘဝတိတံအပတိဝတ္တိယံသမနေနဝါဗျာမနေနဝါဒေဝေနဝါမာရေနဝါဗျမုနာဝါကေနစီဝါလောကသမိန်တိနေမနာရတိနံဒေဝနံသတ္တံသုတ်တဝါပရဏိမိတဝသဝတိဒေဝသတ္တမနုဿဝေတုံဧတံဘဂဝတာဗာရဏတိယံဣတိပတနေမိဂဒါယေအနုတရံဓမ္မစကံဘဝတိတံအမတိဝတ္တိယံသမနေနဝါဗျာမနေနဝါဒေဝေနဝါမာရေနဝါယမုနာဝါကေနစီဝါလောကသမိန်တိပရဏိမိတဝသဝတိနံဒေဝနံသတ္တံသုတ်တဝါယမကာယိကာဒေဝသတ္တမနုဿဝေတုံဧတံဘဂဝတာဗာရဏတိယံဣတိပတနေမိဂဒါယေအနုတရံဓမ္မစကံဘဝတိတံအပတိဝတ္တိယံသမနေနဝါဗျာမနေနဝါဒေဝေနဝါမာရေနဝါယမုနာဝါကေနစီဝါလောကသမိန်တိဣတိဟဒေနခနေနဒေနလယေနဒေနမုဟုတ်ဒေနယဝါဇမလောကသတ္တောအဘုကိစတိအယင်္စာသန္တသာတိလောကဓာတုသံကံပိသံပကံပိသံဘဝေတိအပမနောဇာဥလာရောဩဘာသောလောကေပါတုရဟောတိအတိကမ္မဒေဝနံဒေဝ ानु ဘာဝန္တိအထာကောဘဂဝါဣမံဥဒနံဥဒနေတိအညညာတိဝတ္တဘောကုဏ္ဏညောအညညာတိဝတ္တဘောကုဏ္ဏညောတိဣတိဟိတံအာယသမတောအညညာအာယသမတောကုဏ္ဏညတအညညာတိကုဏ္ဏညောတွေဝနာမဟောတိအထာကောအာယသမအညညာတိကုဏ္ဏညောဒိဋ္ဌဓမ္မောပတ္တဓမ္မောဝိရိဒဓမ္မောပရိယောဂလဓမ္မောဒိဏဝိသိကိသောဝိကတကထံကတောဝေဒရိသပတ္တောအပရပိစယောသတ္ထုသာရဏိဘဂဝန္တံဧတရောသာလဘေယမန္တိဘဂဝတောတန္တိကေပပိသံလဘေယံဥပသမ္ပဒံတိဣဟိဘိက္ခုတိဘဂဝါဟောသာသံဃာတောဓမ္မောသရဗြဟ္မစရိယံသမ္မာဒုက္ခသာအန္တကိရိယာယာတိသာဝတ္တအာယသမတောဥပါသမ္ပဒအဟောတိတိဓမ္မစကဘောဓနာသုတ်တမင်္ဂလာထာယဟောရကတုဓမ္မစကံဘောတေတဝအာသံလိယံဟိပုံနမေနဂရေဘာရဏတိယံဣတိပတ္တဟွာယေဝနေပပိတဝါတိဖလံနေသာနုကမိနာဒေတိယန္တံဘကတ္တပင်စမြံဝိသုဒ္ဓထံနမမဟေဝိသုဒ္ဓထံပနာမဟေဧဝမေတုဒံဧကံသမယံဘဂဝါဗာရဏတိယံဝိဟရတိဣတိပတနေမိဂဒါယေဓန္နရခောဘဂဝါပိသဝကိယေဘိက္ခုအာမန္တေတိဘေကဝောတိပရံတိတိတေဘိက္ခုဘဂဝါတောပိသံသောသုံးဘဂဝါဧတာရောသာရူပံဘေကဝေအနတ္တာရူပိသဟိတံဘေကဝေအတ္တအဘဝိတနဟိတံရူပံအာဘာဒာယသံဝတ္တေယလဗ္ဗေထသရူပေ
Evam me rupam hotu, evam me rupam mahoti. Yadama ko bekave rupam anata. Tatama rupam avadaya samudadi. Nasa labadi rupe. Evam me rupam hotu, evam me rupam mahoti. Vedana nata. Vedana saidam bekave ada abaveda. Nayidam Vedana Abadaya Samudaya Labita Sa Vedanaya Evam me Vedana Hotu Evam me Vedana Mahoti Yadama Sako Bekave Vedana Nada Tadama Vedana Abadaya Samudadi Nasa Labadi Vedanaya Evam me Vedana Hotu Evam me Vedana mahoti. Ninya nada. Ninya sahidam bekave anta abaveda. Nayidam ninya abadaya samudaya. Labita sa ninyaya. Evam me ninya hotu. Evam me ninya mahoti. Yanama sako bekave ninya nada. Tatama dinya abadaya samudadi. Nasa labadi dinyaya. Evam me dinya hotu. Evam me dinya mahoti. Thinkara nada. Thinkara sahidam bekave anta abhavedantu. Nayi me thinkara abadaya samudayam. Lamita sa thinkharetu. Evam me thinkara hontu. Evam me thinkara mahidonti. Yanama sako bekave thinkara anata. Tatama thinkara avadaya samvadanti. Nasa labadi thinkharetu. Evam me thinkara hontu. Evam me thinkara mahidonti. Vinyanam anata. Vinyanim sahidam bekave anta abhaveda. Nayidam vinyanam avadaya samudaya. Lavita sa vinyane. Evam me vinyanam hotu. Evam me vinyanam mahoti. Yanama sako bekave vinyanam anata. Tatama vinyanam avadaya samudadi. Nasa labadi vinyane. Evam me vinyanam hotu. Evam me vinyanam mahoti. Tangai minyata bekave. Rupam nisam anisam vati. Anisam bandi. Yamana nisam dukkam vadam dukkam vati. Dukkam bandi. Yamana nisam dukkam viparinama dhammam. Kalanu dham dhamanu patito. Edam mama edo amadami edo me adadi. No hedam bandi. Vedana nisava anisavadi. Anisa bandi. Yamana nisam dukkam vadam dukkam vati. Dukkam bandi. Yamana nisam dukkam viparinama dhammam. Kalanu dham dhamanu patito. Edam mama edo amadami edo me adadi. No hedam bandi. Ninya nisava anisavadi. Anisam bandi. Yamana nisam dukkam vadam dukkam vati. Dukkam bandi. Yamana nisam dukkam viparinama dhammam. Kalanu dham dhamanu patito. Edam mama edo amadami edo me adadi. No hedam bandi. Thinkara nisava anisavadi. Anisam bandi. Yamana nisam dukkam vadam dukkam vati. Dukkam bandi. Yamana nisam dukkam viparinama dhammam. Kalanu dham dhamanu patito. Edam mama edo amadami edo me adadi. No hedam bandi. Vinyanam nisam anisam vati. Anisam bandi.
ယံပနာနေသံဒုက္ခံဝါတံဒုက္ခံဝါတိဒုက္ခံဗန္တိယံပနာနေသံဒုက္ခံဝိပရိနာမဓမ္မံကံလနုတံသမနုပတိတောဧတံမမဧသောအမတမိဧသောမေအတ္တာတိနောဟေတံဗန္တိသတ္တမတိဟဘေကဝေယံဂိဉ္စီရူပံအတ္တိဒါနာဂတပိစုပန္နံဣဇတံဝါဗဟိတာဝါဩလာရိကံဝါဒုက္ခမံဝါဟိနံဝါပဏိတံဝါယံဒုရေတန္တိကေဝါသဗ္ဗံရူပံနေတံမမနေသောအမတမိနာမေသောအတ္တာတိဧဝမေတံယထာဘူတံသမပညာယတထဗံယာကာစီဝေဒနာအတ္တိဒါနာဂတပိစုပန္နာဣဇတံဝါဗဟိတာဝါဩလာရိကာဝါဒုက္ခမာဝါဟိနာဝါပဏိတာဝါယာတုရေသန္တိကေဝါသဗ္ဗဝေဒနာနေတမ္မမနေသောအမတမိနာမေသောအတ္တာတိဧဝမေတံယထာဘူတံသမ္မပညာယတထဗံယာကာစီပညာအတ္တိဒါနာဂတပိစုပန္နာဣဇတံဝါဗဟိတာဝါဩလာရိကာဝါဒုက္ခမာဝါဟိနာဝါပဏိတာဝါယာတုရေသန္တိကေဝါသဗ္ဗတင်ညာနေတံမမနေသောအမတမိနာမေသောအတ္တာတိဧဝမေတံယထာဘူတံသမ္မပညာယတထဗံယေကေစီသင်္ခါရတိတနာဂတပိစုပန္နာဣဇတံဝါဗဟိတာဝါဩလာရိကာဝါဒုက္ခမာဝါဟိနာဝါပဏိတာဝါယေတုရေတန္တိကေဝါသဗ္ဗေသင်္ခါရနေတံမမနေသောအမတမိနာမေသောအတ္တာတိဧဝမေတံယထာဘူတံသမ္မပညာယတထဗံယံဂိဉ္စီဝိညာဏံအတ္တိဒါနာဂတပိစုပန္နံဣဇတံဝါဗဟိတာဝါဩလာရိကံဝါဒုက္ခမံဝါဟိနံဝါပဏိတံဝါယံတုရေသန္တိကေဝါသဗ္ဗံဝိညာဏံနေတံမမနေသောအမတမိနာမေသောအတ္တာတိဧဝမေတံယထာဘူတံသမ္မပညာယတထဗံဧဝံပတ္တံဘေကဝေသုတဝါရိယသာဝကောရူပသမိန်ပိနိဗ္ဗိနတိဝေဒနာယပိနိဗ္ဗိနတိပညာယပိနိဗ္ဗိနတိသင်္ခါရေသူပိနိဗ္ဗိနတိဝိညာဏသမိန်ပိနိဗ္ဗိနတိနိဗ္ဗိန္ဒံဝိရဇတိဝိရာဂဝိမုစ္စတိဝိမု tta သမိန်ဝိမု tta မိတိညာဏံဟောတိခိနာဇာတိဝုတိတံဗြမစရိယံကတ္တံကရဏီယံနာပရံဣဋ္ဌတယာတိပဇာနာတိတိဣဒံမောစဘဂဝါအတ္တမနာပိစဝကိယဘိက္ခုဘဂဝတောပါတိတံအပိနန္တုံတိဣမသမိန်စပန္နာဝေယကရဏသမိန်ပညာမာနေပင်စဝကိယနံဘိက္ခုနံအနုပါဒာယအာသဝေစိတ်တာနိဝိမုတ်စိန်သူတိအနတ္တလက္ခဏာသုတ်တံတံမင်္ဂလာထာယဟောရခတုအနတ္တလက္ခဏာသုတ်တံတံမင်္ဂလာထာယဟောရခတုဟိမဝန္တစရာကံတဝါကပိလံမိဝနေဝတံသုတုနာကပုရခာရောမုဂတိဇိထပုံနမေဟိမဝန္တစရာကံတဝါကပိလံမိဝနေဝတံသုတုနာကပုရခာရောမုဂတိဇိထပုံနမေဟိမဝန္တစရာရှိဆောင်းခါနွေမာစီအံဟိမဝန္တာဒေသစာရီကြွချီတော်မူရာမှအာဂန္တဝါဘိညင်းဇွမ်းဝေလမ်းမှပြန်ကံကြွချီတော်မူခဲ့၍ကပိလမိဝနေကပိလဝတုလသာစီမင်းနေကြီးဤအနိမဟာဝုံတော်ကြီးအတွန်း၌သုတုနာကပုရိခါတော်သာကီဝံဝေနုနေပြိုမြ
အသင့်900ယဟန္တာတို့ဒါယာဝံယုံဒါယာရှစ်ဆုံးသံဃာပုံတို့ဝန်းချုံပတ်ချံယံအသည်ဖြစ်၍ဝတံတော်တရားရွှေစီဆောယွန်းမြည်ဟုရှင်ကြီးနှလုံးကရင်သုံးထိုင်နေတော်မူသောမြတ်စွာဘုရားသည်ဇေထပုံနမေဇေထနခစံညကြိုက်ကြုံနေယုံလာခြင်းနှင့်၌မုဂတိအရှိလောကဒဥဒီအချက်မှလာဝန်းတလသည်ရှိတော်သကဝလပရိစေတံဘူညာပထမဇာနိကံဒသသတိပိဝါလကေနိသိနေနေမိတေထိတေသကဝလပရိစေတံစัจ java လာတိုက်အနာယေကိုအပိုင်းအခြားပြု၍ဘူညာပထမဇာနိကံမြေအပြင်မှဝိဟိမူယံပထမဇံဘုံတို့တိုင်ရအောင်ဝါလကေသာမီပြတထောက်ဖြင့်ထိုးစွာလောက်ယုံသောအရ၌ဒသာသတိပိအိဋ္ဌိပစိတ်တကုံဟိဖြင့်တကြိတ်ကစ2ကြိတ်3ကြိတ်4ကြိတ်5ကြိတ်6ကြိတ်အစုတို့ကြအောင်နိသိဏီကလုံးနဂါနမြာပြမသူရာတို့ညီညာတပြေစီဝေလတ်သည်ရှိသောနေမိတေဗုဒ္ဓေနေမိတယုံဝခရာကိုတော်မြတ်သည်ရှိတေသရဝါတို့နတ်မြမတို့ဇေယိုက်နှင့်အလိုက်ပင်လျော်စွာပြဿနာနဲ့လေးမေး၍တီလစဉ်ရာဂိနာတံပရိပါဇံဒောတိနိသဝိဝါရကံမဟာကျူဟံတုမုံလာနံဝိတကနိသသုလကံတုဝတကံတုသတ္ဒါနံပုရာဘေဒင်သဗုဒ္ဓိနံဝတ္တုံဘိက္ခုနာမစိက္ခိသမယံနာမတတနာအာကံစီဝေရောက်လာထိုနတ်မြမပေါင်းတို့တွင်ရာဂိနံယာဂစရိုက်ပြောပွားနတ်မြမများတို့အားပရိပါဇံယာဂကင်းပြယဟန်မြဖြစ်ကြောင်းအကျင့်ကောင်းကိုစုပေါင်းဖော်ပြရာသမ္မာပရိပါဇနိယသုတ်ကိုဒေါတိနိသာဒေါသစရိုက်ကြောင်းများနတ်မြမများတို့အားကဝိဝါဒကံကလဟဝိဝါဒစသည်8ပါးထိုတရားတို့ထင်ရှားဖြစ်ခြင်းဝအကြောင်းရင်းကိုလင်းလင်းဖော်ပြသည့်ကလဟဝိဝါဒသုတ်တံကိုမုံလာနံမောဟစရိုက်ပြောပွားနတ်မြမများတို့အားကမဟာဗျူဟံမိစ္ဆာယူဆွေးညီသူတို့ဝိညူပုဂ္ဂလသူထံမှလည်းရှုံချချီးမွမ်းရပုံလမ်းကိုခွေချမ်းစိတ်ဖြာဖော်ပြရာဖြစ်သည့်မဟာဗျူဟသုတ်ကိုဝိတကန္တတုဝိတစရိုက်ပြောများနာများနှင့်ဝိတစရိုက်ပြောပွားနာများနှင့်ပထမဇံဘုံသာမြမများတို့အားကသုလကံဒိဋ္ဌိကြီးထူထိုးသူတို့အယူတစ်ခုအစွဲပြု၍သူအယူဟုတ်ငါယူဟုတ်ဟုဘုခညင်ခုံဆွဲလန်းဘုံကိုလုံးစုံကြနာညွန်ဖော်ပြသည်သုလဗျူဟာသုတ်တံကိုပတ္ထာနံဒုဒရာစီရိုက်ပြောများပြောပွားနတ်မြမများတို့အားကတုဝတကံရဟံတဖို့ဆိုင်ကပฏิပတ်ကိုဆက်ဆက်ဖော်ပြသည့်တုဝတကအမိယာသောသုတ်တံကိုဗုဒ္ဓိနိသပညာစေပြောပွားနတ်မြမများတို့အားကပုရာဘေဒံခန္ဓာသွေဖီမသေးမီကသုံးလီသိက္ခာပြည့်စုံရာဟုကောင်းစွာဖော်ပြသည့်ပုရာဘေဒအမည်ရတဲ့သုတ်တံကိုဝတ္တုံစရိုက်6ပါးအလိုက်သင်အားဖြင့်ဟောကြားတော်မူအံသောအခါဘိက္ခုနံထိုမြတ်များစွာစီဝေလာသည့်မြမနှင့်နတ်ပရိသတ်ကိုတတ်တထင်ထင်မသိမြင်ကြသေးသောယဟန်တော်တို့အားသမယံကလုံးလကားနတ်များမြမသူရာအပေါင်းကိုတေတံထိုစီဝေရောက်လာနတ်မြမတို့ဤ
စိတ်တကံလာတာဇန္နနာထံဖယားမြတ်စွာတို့သူငါလျက်သိညာထွေပြကြပေစွာဟုအာရရှင်လန်းခံကြသောစိတ်ဖြစ်ရှိကြခြင်းအကျိုးငါနေသံတို့ဇီဝေရောက်လာနတ်မြမာတို့ဤနာမတတနာအမည်နာမညွှန်ဖော်ပြခြင်းဖြင့်သမယံကလုံးနဂနတ်မြမြမာသူရာပေါင်းကိုအခါတိဤသူဤမီလာရောက်သည်ဟုမိဤတကားကြားတော်မူခဲ့လေပြီဆရာတော်ဥပုပ်ရေးတယ်ဆိုတာကစာညံပေးညံနေနဲ့ပါပြီးနေတော့စာလူပေးလူပြောမှလည်းပဲပိုကောင်းတဲ့နေရာတွေရှိတယ်သို့တော့သူ့အချိန်ကြတော့ပြန်ပြီးတော့ပြောမယ်ပေါ့နာမေခာနိနာယေဇေဝံဓမ္မာဘိသမယောကထံကံလာဒိန်သစ္စာဒီပေနာနေသံပိတာဒီတောပိဝါနာမေခာနိနာယေဇေဝံဓမ္မာဘိသမယောကထံကံလာဒိန်သစ္စာဒီပေနာနေသံပိတာဒီတောပိဝါယေဇေဝံယတိဧဝံအကယ်၍တိယင်းလို့ဖြစ်သည်ရှိသောနာမေခာနိနာဤသူဤမီလာရောက်သည်ဟုမိဤတကားပြာခါမြဖြင့်ဓမ္မာဘိသမယောသစ္စာလေးပါးတရားသိမြင်ကြွတံဝဉ္ဉင်းသည်ကထံဟောတိဘယ်သို့ပဲပုံဖြစ်နိုင်တုံးလိမ့်နီဒါကစောရကများကမေးတဲ့အတန်နေတံစည်းဝေးရောက်လာထိုနတ်မြမာတို့ဤကံလာဒိန်မျိုးမီထွေပြဟောပေါ်ကြသဖြင့်အာရရှင်လန်းကြံခံသောစိတ်နုညံ့သောစိတ်နိဝရဏကင်းသောစိတ်တက်ကြွသောစိတ်ကြည်လင်သောစိတ်ဖြစ်ရှိကြသည်ကိုညတဝအာတိယနုတေယအသာဓာရဏဉာဏ်အမြင်ဖြင့်အကုန်အစင်သိမြင်တော်မူပြီး၍သစ္စာဒီပေနာသစ္စာ၄ချက်သစ္စာ၄ချက်16နဲ့ကိုပြည့်ပြည့်ထင်ရှားဟောပေါ်ကြခြင်းဖြင့်၎င်းသောရကပြုလုပ်တဲ့ပုဂ္ဂိုလ်များကမေးချင်တာကနမေဒီလျှောက်ပြောရင်ဘယ်နဲ့လုပ်ပြီးတော့သစ္စာ၄ပါးတရားသိမြင်ဘာသမီးအသုတ်မှာကြွတန်းဝင်မလဲလို့ဒီလိုမေးစရာရှိမေးပုံကိုလည်းပြောလိုက်အခုပြောတာကဖြေတာကနှစ်နည်းဖြေပါဘယ်နဲ့လုပ်ပြီးတော့နမေဒီလျှောက်ပြောတာနဲ့ဘယ်နဲ့လုပ်ပြီးတော့ဒီနတ်တွေမက်ဖို့ရမလဲလို့မေးတယ်ဒီတော့သတော်ဘုရားကြီးကအထကထာအတိုင်းကာထာရေးပြီးဖြေပါအဲ့ဒီစည်းဝေးရောက်လာနတ်မြမာတို့ဤအမည်အမျိုးအစားတွေကိုပြောပြတဲ့ဖြင့်အလွန်ရှင်လောင်းဝမ်းမြောက်သောစိတ်ရှိနေကြတယ်အာရရှင်လောင်းကြံခံသောစိတ်နုညံ့သောစိတ်နိဝရဏကင်းတဲ့စိတ်တက်ကြွသောစိတ်ကြီးလင်သောစိတ်ဆိုတဲ့ကံလစိတ်တမုဒုစိတ်တဝိနိဝရဏစိတ်တဥဒကစိတ်တပတန္နစိတ်တဆိုတဲ့နိဝရဏ၅ချက်ကင်းနေတဲ့စိတ်အစဉ်ကိုဘုရားကိုယ်တော်မြတ်အာတရားနုတရားရွှေဉာဏ်တော်နဲ့မြင်ပြီးတော့သစ္စာ၄ပါးတရားဟောတော်မူတဲ့အတွက်ဓမ္မာဘိသမယလို့ခေါ်တဲ့ကျွတ်တောင်းဝင်ကြခြင်းပါလို့ပထမနည်းကဒီလိုဖြေပါဒုတိယနည်းဒါကိုပထမနည်းကနေတံတို့စည်းဝေရောက်လာနတ်မြမာတို့ဤကံလာရိမျိုးမြည်ထွေပြဟောပေါ်ကြခြင်းဖြင့်ဟောပေါ်ကြသဖြင့်အာရရှင်လန်းကြံခန့်သောစိတ်နုညံသောစိတ်နိဝရဏကင်းသောစိတ်တက်ကြွသောစိတ်ကြည်လင်သောစိတ်ဖြစ်ရှိကြသည်ကိုညတဝအာတရားနုတရားအသာဒါရဏညာမြင်ဖြင့်ဂုံစေအောင်သိမြင်တော်မူလာ၍သစ္စာဒီပေနာသစ္စာ၄ချက်16နဲ့ကိုပြည့်ပြည့်ထင်ရှားဟောပေါ်ကြခြင်းဖြင့်၎င်းနောက်တနည်းကဝါတဏီကနေတံတို့စည်းဝေးရောက်လာနတ်မြမာတို့ဤပိတာတိတောပိတိတရားပတ္တိတရားဒုက္ခတရားသမာဓိတရားယထာဘူတ
ဉာဏ်အမြင်ဝိရာဂဉာဏ်အမြင်ဝိမုဿနာဉာဏ်မြင်ဝိမုဒ္ဒခေါ်တဲ့ဖူညာမြင်ဝိမုဒ္ဓဉာဏဒန္တနာခေါ်တဲ့ပိဿောခဏဉာဏ်အမြင်တိုင်အောင်ဤအစဉ်သောဘောဓိပက္ခိယတရားတို့ထင်ရှားဖြစ်ခြင်းဖြင့်ဓမ္မဘိသမယောသစ္စာလေးပါးတရားသိမြင်ကြွတမ်းဝန်ဆိုင်ခြင်းသည်ဟောတိဤသို့ဤပုံဖြစ်နိုင်တုံ၏လို့မွန်းနေရာကနေပြီးအမေရောဖြေရောဆိုတော်ဘုရားကြီးကရေးထည့်သွားပါအခုဒီကဘာပြောသူတို့ရဲ့မျက်နှငယ်တွေရဲ့နာမည်တွေကိုထုတ်ပေါ်ပြောတဲ့အတွက်အင်မတန်အားရဝမ်းသာဖြစ်ကြတယ်ပီတိဖြစ်ကြတယ်ပီတိဖြစ်တော့ဘာဖြစ်ပီတိဖြစ်ရင်ကိုယ်နဲ့စိတ်ငြိမ်းချမ်းခြင်းပတ္တတိဖြစ်ကြရောပတ္တတိဖြစ်ရင်ကိုယ်စိတ်ဤချမ်းသာခြင်းဆိုတဲ့ဒုက္ခဖြစ်တယ်ထိုနတ်မြမာတွေရဲ့တန်တမ်းအဲ့ဒီလိုဒုက္ခဖြစ်ခြင်းကြောင့်စိတ်တည်ကြည်မှုခေါ်တဲ့သမာဓိဖြစ်တယ်အဲ့ဒီသမာဓိဖြစ်ခြင်းကြောင့်ယုံနံဓမ္မသင်္ခါရတို့ရဲ့အနိစ္စဒုက္ခအနတ္တသဘောကိုပေါ်ပေါ်မြင်တဲ့ယထာဘုဒ္ဓဉာဏ်ဖြစ်တယ်ယထာဘုဒ္ဓဉာဏ်ကြောင့်ယုံနံတဲ့ညီဝဲတဲ့နိဗ္ဗိဒာခေါ်သောအထက်ဝိပဿနာဉာဏ်တွေဖြစ်တယ်နိဗ္ဗိဒာခေါ်တဲ့အထက်ဝိပဿနာဉာဏ်တွေကြောင့်ဝိရာဂခေါ်သောမဲ့ဉာဏ်ဖြစ်တယ်မဲ့ဉာဏ်ပေါ်ခြင်းကြောင့်မဲ့ရဲ့အခြားမဲ့မှာဝိမု ക്ത ခေါ်သောဖူဉာဏ်ဖြစ်တယ်ဝိမု ക്ത ခေါ်သောဖူဉာဏ်ဖြစ်ခြင်းကြောင့်ဝိမု ക്തി ဉာဏဒသနာခေါ်တဲ့ပစ္စောကနာဉာဏ်တွေဖြစ်တယ်တဲ့ဤယခုပြောတဲ့ပီတိပတ္တတိသမာဓိဒုက္ခယထာဘုဒ္ဓဉာဏ်ဝိရာဂဉာဏ်ဝိမု ക്ത ဉာဏ်ဝိမု ക്തി ဉာဏဒသနာဉာဏ်ဆိုတဲ့ဒီဉာဏ်စီတွေအစဉ်တိုင်းဖြစ်ခြင်းကြောင့်ဓမ္မဘိသမယကြီးဖြစ်ပါတယ်ဒါကိုနေတံတို့ဇီဝရောက်လာတဲ့ဇမာတို့ဤပိတာတိတောပိပိတိကသဝိမု ക്തി ဉာဏဒသနာတိုင်အောင်သောဘောဓိပက္ခိယတရားအစဉ်ကောင်းစွာလင်းလင်းထင်ထင်မြင်ခြင်းကြောင့်လေဓမ္မဘိသမယောသစ္စာလေးပါးတရားသိမြင်ကြွတမ်းဝင်ခြင်းသည်ဟောတိဤနိဤပုံဖြစ်နိုင်တုံ၏ဓမ္မဘိနဝထာနေတုမင်္ဂလံဝဒတံဣဒံဝတ္တဗံဝိစရံသောတုံဒေဝတန္တံဗနာမဘောတသမထိုတို့မဟာသမယသုတ်တော်ကိုကိုရောကြည်ပြူနာယူကျက်မှမြမနတ်တို့မပြတ်နေတဲ့ဝမ်းမြောက်ခြင်းဟူသောအကြောင်းကြောင့်အဘိနဝထာနေတုဂေဟပဝေဒနာစသည်စုစုအသင့်မှုကိုပြုလုံရာရာအရာဌာနတိုင်းတို့၌မင်္ဂလာမကောင်းပဲရှားစီဝါဖြစ်ကြောင်းကောင်းမှုမင်္ဂလာကိုဝဒတာဝဒံတေနပြီးပြင်းတွတ်တွတ်ရွတ်ဆိုတဲ့ပုဂ္ဂိုလ်သည်ဣဒံသုတ်တံသောပြမတို့ရှင်းနေတဲ့အာတိမဟာသမယသုတ်တော်မြတ်ကိုဝဒဗံပြီးပြင်းတွတ်တွတ်ရွတ်ဆိုသင့်ပေ၏ဣဒံသုတ်တံပြမနတ်တို့လေးမြတ်ကိုရောဤမဟာသမယသုတ်တော်ကိုသောတုံသရာကြီးပြုနာယူခြင်းကဒေဝထက်ရရွနတ်မြမာတို့သည်တံတံဌာနံထိုထိုဒိသာရှင်မျက်နာရတို့ဝိစရံတာကျင်လီလှိပတ်မပြတ်သွားလာလျက်ရှိကြကုန်၏ဘောဓတိသုံးဘောသင်္ဃာတော်ပေါင်းအိုအရှင်ကောင်းတို့တံတသမထို့ကြောင့်တန္တာဒီသံထို့တို့ရှုအပ်မြတ်သောကျေးဇူးဂုဏ်အထူးနှင့်ချီးကျူးလောက်လုံးပြည့်စုံပေထသောတံမဟာသမယသုတ်တံထိုမဟာသမယနာမတွင်ခေါ်နှတ်တို့ချစ်နေတရားသည်သုတ်တော်ကိုဗနာမပြီးပြင်းပြတ်သာရွတ်ပွားသရစေကြပါကုန်စို့